အားလုံးမင်္ဂလာပါအားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာခြင်းနဲ့ဒီနေ့မှာလဲအမျိုးသမီးဓမ္မဆေယာဖြစ်ခွင့်ရှိသလားတနည်းအားဖြင့်အမျိုးသမီးကပါစတာဖြစ်ခွင့်ရှိသလားဆိုရရနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေးလာသွားကြမှာဖြစ်တယ်အချို့တွေကြတော့အမျိုးသမီးဆိုလုံးဝပါစတာဖြစ်ခွင့်မရှိဘူးလို့ခံယူတဲ့သူရှိတယ်လို့အမျိုးသမီးပဲပြောအမျိုးသားပဲပြောပါစတာဖြစ်ခွင့်ရှိတယ်လို့ခံယူတဲ့သူတွေလည်းရှိကြတယ်အဲ့ဒီထဲမှာတမန်ကျမ်းစာဘယ်လိုပြောတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ခံယူချက်အသီးသီး doctrine အသီးသီးကျမ်းစာပေါ်မှာအမြင်အသီးသီးရှိကြတယ်အခုချိန်မှာတော့ကျွန်တော်ရဲ့နားလည်မှုကိုကျွန်တော်ကနည်းနည်း sharing လုပ်မှာဖြစ်တယ်ကျွန်တော်ပြောတာမှန်တယ်လို့ဆိုလိုတာမဟုတ်ဘူးမားတယ်လို့ဆိုလိုတာလည်းမဟုတ်ဘူးဒါပေမဲ့သုံးသပ်မဲ့သူမိတ်ဆွေဖြစ်တဲ့အတွက်မိတ်ဆွေဘက်ကနေလည်းသုံးသပ်ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချင်းလုံးနဲ့ reaction video လုပ်မလို့ပြင်ဆင်ခဲ့သေးတယ်သို့တော့ကျွန်တော်ချင်းလုံးနဲ့ပြောရင်တစ်ဖက်ကချင်းစကားနားမလဲတဲ့သူချင်းစကားနားမလဲတဲ့ညီကိုတွေအတွက်ခက်ခဲမှာဆိုလို့ကျွန်တော်မြန်မာလိုနဲ့လောက်ရချင်းဖြစ်တယ်ဆိုတော့ကျွန်တော်ကိစ္စထဲမှာတွားရအောင်အမျိုးသမီးတင်းအုပ်လုတ်ခွင့်ရှိသလားအမျိုးသမီးဓမ္မဆရာမတနည်းအားဖြင့်တင်းအုပ်တနည်းအားဖြင့်ပါစတာလုတ်ခွင့်ရှိသလားဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်လဲလာမယ်ကျွန်တော်ခံယူချက်ကဘယ်ဘက်ကိုရိမ့်နေလို့ထင်တယ်လဲမိတ်ဆွေနေနဲ့ကျွန်တော်ဒီနေရာမှာပထမဆုံးပြောပြဆဲကျွန်တော်ကတော့အမျိုးသမီးပြောအမျိုးသားပြောတင်းအုပ်လုတ်ခွင့်ရှိတယ်လို့ခံယူတဲ့နားလေတဲ့အဖွဲ့ထရဖြစ်တယ်ဆိုတော့အချို့ကြတော့ဒါကိုလုံးဝလက်မကန်တဲ့ပွဲရှိတယ်ဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့သိစိတ်လေ့လာရအောင်ပထမဆုံးအနေနဲ့တင်းအုပ်ဆိုတဲ့စကားလုံးအင်္ဂလိပ်လိုနဲ့ pastor လို့ခေါ်တယ်အဲ့ဒီ pastor ဆိုတဲ့စကားလုံးက grace စကားဘာနဲ့လာဆို appointment ဆိုတဲ့စကားလုံးနဲ့လာတာဖြစ်တယ်အတိတ်ဘယ်ကဘာလဲဆိုရင်တော့ shepherd တနည်းအားဖြင့်ဘာလဲဆိုတော့တူးချောင်းတော်သူဆိုတဲ့အတိတ်ဘယ်ကိုရတာဖြစ်တယ်ဆိုတော့ဒီစကားလုံးကတင်းအုပ်ဆိုတဲ့စကားလုံးဟာဘာအတိတ်ဘယ်ဆောင်တာလဲဆိုတော့တူးချောင်းတော်သူဆိုတဲ့အတိတ်ဘယ်ကိုဆောင်တာဖြစ်တယ်ပြီးတော့ဒီကျွန်တော်တို့ရဲ့grammar နဲ့ပတ်သက်တဲ့ဟာနဲ့ပြန်ကြည့်မယ်ဆိုရင်အဲ့ဒါက masculine ဖြစ်တယ်ဆိုတော့ masculine noun ဖြစ်တယ်ပေါ့နော်ဆိုတော့ masculine noun ကတော့ဘာလဲဆိုတော့ तू ကပုံလိန်ပေါ့ဆိုတော့တနည်းအားဖြင့်ပြောပုံလိန်ဖြစ်တယ်ဆိုတော့ပုံလိန်ဖြစ်တယ်လိန်၃မျိုးရှိရနော်ဆိုတော့ပုံလိန်80လိန်နှစ်ပုံလိန်ဆိုတော့ပုံလိန်ဆိုတော့ယောက်ျားလေးနဲ့ဆိုင်တဲ့အရာ80လိန်ဆိုတော့မိန်းကလေးနဲ့ဆိုင်တဲ့အရာဆိုတော့နှစ်ပုံလိန်ဆိုတော့မိန်းကလေးလေးမဟုတ်ယောက်ျားလေးမဟုတ်ဘူး तू က neutralဆိုတော့အဲ့ဒီလိန်၃မျိုးရှိတယ်အဲ့ထဲမှာ pastor ဆိုတဲ့စကားလုံးက masculine နဲ့သုံးထားတာဖြစ်တဲ့အတွက်ပုံလိန်နဲ့သုံးထားတာဖြစ်တဲ့အတွက်ဒါလုံးဝမိန်းကလေးနဲ့မဆိုင်ပါဘူးဆိုပြီးမှသူတို့ဘက်ကနေဒီpastor မိန်းကလေးဖြစ်ခွင့်မရှိဘူးတင်းအုပ်မိန်းကလေးဖြစ်ခွင့်မရှိဘူးဆိုတဲ့သူတို့ဘက်ကယူတာဖြစ်တယ်သူတို့အနေနဲ့ဘယ်လိုဥပမာပေးတယ်လဲဆိုရင်တော့ pastor ဆိုတဲ့စကားဟာဦးမောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ထွက်တာဖြစ်တဲ့အတွက်ဥပမာပါစတာဥပမာကျွန်တော်တို့အရင်ခက်စားနေပါစတာဆာရာအေးဆိုရင်ဦးဆာရာအေးလို့ဖြစ်သွားမှာပေါ့ဆိုပြီးတော့သူတို့ကပြောလို့ရှိကြတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောပြစေစကလုံးအရာ great စကလုံးအရာ appointment ဆိုတဲ့ဟာဒီပုံးလိန်ဟုတ်သလားဆိုရင်ဟုတ်ကဲ့ဟုတ်ပါတယ်သို့တော့ကျွန်တော်နားလေစေချင်တယ်အဲ့လိုယူကြီးဆိုရင်ကျမ်းစာထဲမှာ teacher ဆိုတဲ့စကလုံးလဲပုံးလိန်ပဲ leader ဆိုတဲ့စကလုံးလဲပုံးလိန်ပဲဒါပေမဲ့ခုနပြောသလို student ဆိုတဲ့စကားလုံးလဲပုံးလိန်ပဲဆိုတော့ဒီပုံးလိန်နေနဲ့ပတ်သက်ပြီးတော့ယောက်ျားလေးနဲ့ဆိုင်တဲ့နာမ်ပုံးလိန်ကိုတုံးထားတော်ညာလေအမျိုးသမီးများစွာပင်လေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တုံးကြတယ်ဆိုတာတွေ့ရတယ်ဒီနေ့အပြင် teacher လို့ပြောလို့ယောက်ျားလေးကိုပဲပြောတာမဟုတ်ဘူးလေဒီနေ့အပြင်တကယ်တော့ teacher ဆိုတာဘာလဲဆိုတော့ teacher လို့ပြောလိုက်တာနဲ့ပုံးလိန်ဆိုတာဒီနေ့အပြင်အဲ့လိုနာမ်နဲ့သွားမယ်ဆိုတော့မှန်တာပေါ့ဒါပေမဲ့ teacher ဆိုယောက်ျားလေးပဲရှိရမယ်ဆိုရင်စဉ်းစားကြည့်လေကျောင်းမှာဆရာမအလိုအိဗယ်ပြန်တယ်လေဆရာများလို့ပဲအိဗယ်မပြန်ဘူးဆရာလို့ပဲအိဗယ်မပြန်ဘူးဆရာမဆိုပြီးတော့အိဗယ်ပြန်တယ်ဆိုတော့ခေါင်းဆောင်ဆိုတဲ့နေရာမှာလေခေါင်းဆောင်မိန်းကလေးဖြစ်နိုင်တယ်လို့ယောက်ျားလေးလေးဖြစ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့လိန်နဲ့ကြည့်မယ်ဆိုရင် तू ပုံးလိန်ပါပဲတနည်းအားဖြင့်ကျွန်တော်ပြန်ပြောမယ် student ဆိုတဲ့စကားလုံး student ဆိုတာကျောင်းသား students ကျောင်းသားများဆိုတော့ student ကိုကျောင်းသားတွေပဲပြောရတော့ကျောင်းသူတွေကိုမပါဘူးလို့သွားပြောလို့မှမရstudent လို့ပြောရင်ကျောင်းသူကျောင်းသားများလို့အဓိပ္ပာယ်ရတာပါပဲလေဆိုတော့နားလေဖို့ဘုရားသခင်မဆပါစေဆိုတော့ဒီနေရာမှာကျွန်တော်နည်းနည်းပြန်ပြောမယ်ကျမ်းစာထဲမှာထူးသူကိုယုံကြည်သမျှသောသူတည်ဟူသောကူတော်ကိုလက်ခံသောသူတို့ဟာဖယားသခင်၏သားဖြစ်ရသောခွင့်ကိုပေးတယ်လို့ပြောတယ်ကျမ်းစာမှာဒါဆိုရင်ကျမ်းစကလုံးတိုင်းခုနလိုပြောသလိုတွက်ကပ်ပြီးမှပြောကြည့်စင်ဖယားရဲ့သားဖြစ်ခြင်းခွင့်မရတယ်တမီးဖြစ်ခြင်းခွင့်မရဘူးဆိုပြီးတော့မိန်းကလေးတွေကတင်ချင်းရခွင့်မရှိဘူးလို့သင်ဟောမှာလားစဉ်းစားကြည့်ဆိုတော့ကျမ်းစာထဲမှာဖယားသခင်ဤတမီးဖြစ်ရတော့ခွင့်ရှိကြ၏ဆိုတော့ကျမ်းစာတစ်ချက်မှမပါဘူးဆိုတော့ဖယားသခင်ဤတားဖြစ်ရတော့အခွင့်ရှိတယ်လို့ပဲပြောတာလေ
ဆိုတော့တားဆိုတာကခုနပြောသလိုပုံးလိန်ဖြစ်တယ်ယောက်ျားလေးနဲ့ဆိုင်နဲ့နံဖြစ်တယ်တနည်းအားဖြင့်ခုနလိုတွက်ကပ်ပြီးပြောချင်းဦးမောင်ဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုပြောကြည့်ဆိုခုနပြောသလိုဘုရားသခင်ရဲ့တားပြရတော့ခွင့်ဖြစ်တယ်ဆိုရင်မိန်းကလေးတွေကေတင်ချင်းရတော့အခွင့်မရှိဘူးလားလို့ကျွန်တော်မေးချင်တယ်ဆိုတော့အဲ့လိုကျမ်းစာကိုတွက်ကပ်ပြီးယူကြည့်ဆိုရင်ဒါကြောင့်ကျွန်တော်အနေနဲ့ပြန်ပြောပြရစေအချုပ်ကိုကျွန်တော်ပြန်ပြောပြရစေပုံးလိန်မှန်တော်ညာလေဒီဟာယောက်ျားလေးတာလင်တုံးရမယ်ဆိုပြီးတော့ဆိုလိုတာမဟုတ်ဘူးခုနပြောသလိုpastor ဆိုတဲ့စကားလုံးက great appointment တနည်းအားဖြင့် shepherd ဆိုတဲ့တူးထိန်ကိုပုံဆောင်တာဖြစ်တယ်တူးထိန်မှာတူးထိန်မိန်းကလေးလေးဖြစ်နိုင်တယ်လို့တူးထိန်ယောက်ျားလေးလေးဖြစ်နိုင်တယ် leader ဆိုတဲ့စကားလုံးပြင်ရင်ပုံးလိန်ဖြစ်ပေမဲ့ leader ကယောက်ျားလေးဖြစ်နိုင်တယ်လို့မိန်းကလေးလေးဖြစ်နိုင်တယ်သူနည်း၎င်းပဲဗာလဲဆိုရင်တော့ကျွန်တော်တို့ဒီ teacher ဆိုတဲ့စကားလုံးလေးပုံးလိန်ပါပဲဒါပေမဲ့ခုနပြောသလိုယောက်ျားလေးကျောင်းဆရာလေးရှိနိုင်တယ်လို့မိန်းကလေးကျောင်းဆရာမလေးရှိနိုင်တယ် student ဆိုတဲ့ဟာလေးပုံးလိန်ပါပဲဒါပေမဲ့ခုနပြောသလိုကျောင်းသားဖြစ်နိုင်တယ်လို့ကြောင်းတူလေးဖြစ်နိုင်တယ်။ထူနည်း၎င်းပါပဲပါလေးဆိုရင်တော့ဖယားသားဖြစ်ရတော့အခွင့်ဖြီးလို့ကျမ်းစာမှာပြောတဲ့အခါမှာဖယားသမီးတွေမပါဘူးလို့သွားဖေလို့မရဘူး။ဒါကြောင့်မလို့ဒီစကလုံးကိုဒီတရာနီးကြဆိုပြီးမှသွားယူခြင်းဟာကိုယ့်ရဲ့တစ်ဖက်ဆောင်တဲ့ကျမ်းစာကိုအနိုင်ကျင့်ခြင်းတစ်မျိုးမဟုတ်ဘူးလားလို့ကျွန်တော်အနေနဲ့မေးချင်တယ်။နံပါတ်1ချက်အနေနဲ့ဒါဆို shepherd ဆိုတဲ့စကလုံးတူးထိန်ဆိုတဲ့စကလုံးဟာမိန်းကလေးတွေမှာအသုံးပြုတာရှိခဲ့လို့လားဆိုပြီးတော့မေးစရာအကြောင်းရှိတယ်။ကျွန်တော်အနေနဲ့ကျမ်းချက်တစ်ချက်ပေးချင်တဲ့ကိုယ့်နဲ့ကိုယ်အိမ်ရောက်ရင်ဖတ်ပါဆိုတော့ Genesis ကဘာဦးချန်ခန်းကြီး29အပိုင်ငယ်9မှာ Rachel Raquel နဲ့ပတ်သက်ပြီးတော့တွေ့ရတယ်သူက Jacob ရဲ့မိန်းမဖြစ်တယ်အဲ့ဒီ Raquel Rachel သူအဘရဲ့သူ့ကိုကြောင်းနေလို့ပြောတယ်တနည်းအားဖြင့်ပါလဲဆိုတော့ Rachel ဆိုတဲ့အမျိုးသမီးဟာသူကသူကြောင်းတော်သူဖြစ်တယ်တနည်းအားဖြင့်ဘာလဲဆိုတော့သူထိန်ဖြစ်တယ်တနည်းအားဖြင့်ဘာလို့လဲ pastor ဖြစ်တယ်ခုကစကားနဲ့ပြောရင်ခုခက်စကားနဲ့ပြောရင်ဆိုတော့အဲ့ဒီခက်စကားနဲ့ပြောနေ तू ကတူးထိန်ဖြစ်တယ် तू ကခုနပြောသလိုRichella သူ့ရဲ့လောက်ကပါဆိုတူးထိန်တဲ့လောက်ကိုလုပ်တဲ့သူဖြစ်တယ်ဒါဆိုရင်ဓမ္မဟောင်းမှာကိုတူးထိန်တဲ့လောက်ကိုယောက်ျားလေးတွေပဲလုပ်ခဲ့ကြရလား no ပါမိန်းကလေးလေးလုပ်ခဲ့ကြတယ်ဒါကြောင့်မလို့ခုနပြောသလိုပါစတာရဲ့အတိတ်ဘေကတူးထိန်ဖြစ်တယ်ဆိုရင်ကျမ်းစာထဲမှာရာခေလပင်လင်တူးထိန်မိန်းကလေးဖြစ်ခဲ့တယ်မဟုတ်ဘူးလားဒါဆိုရင်ဘာဖြစ်လို့တင်းမိန်းကလေးမရရမှာလဲနံပါတ်1စကလုံးနံပါတ်1နေနဲ့စကလုံးတရာနီးချနဲ့ပတ်သက်ပြီးတော့ပြောဖန်အယမ်းများလို့အဲ့ဒါကိုကျွန်တော်နည်းနည်းခြေပတ်ခြင်းတယ်ဒီတရားချက်နေနဲ့လုံးဝပါစတာမိန်းကလေးမဖြစ်နိုင်ပါဘူးလို့ယူလက်ရှိကြတဲ့ကျမ်းချက်တစ်ချက်ကျွန်တော်ဖတ်မယ်တိတိမောသေအခန်းကြီးနဲ့အပိုင်းငယ်7နဲ့ဒီမောတေဝါရစာပထမဆောင်ကန်းချင်းနဲ့ပိုင်ငယ်စနဲ့မိန်းမသည်ဆုံးမဩဝါဒပေးခြင်းယောက်ျားကိုအစုတရားပြုတ်ခြင်းအခွင့်ကိုငါမပေးသူသည်တိတ်ဆိတ်စွာနေရည်လို့ပြောတယ်ကျမ်းစာမှာပြောလို့ဆိုတော့မိန်းမသည်ဆုံးမဩဝါဒပေးခြင်းအခွင့်ကိုမပေးဘူးလို့ပြောတဲ့အတွက်တဲ့သူတို့ဘက်ကယူတာဒါကြောင့်မလို့သူတို့ကအသင်းတော်မှာဆုံးမဩဝါဒမပေးရဘူးတဲ့ဟာကျမ်းစာမှာဒီယာကိုပါစတာမလုပ်ရဘူးလို့ပြောသလားဒီကျမ်းစာကပါစတာမလုပ်ရဘူးလို့တားသလား no way လုံးဝမတားဘူးဆိုတော့ဘာကျက်စားဘယ်လိုပြောလဲမိန်းမဒီအစုတရားမိန်းမဒီဆုံးမဩဝါဒပေးခြင်းယောက်ျားကိုအစုတရားပြုတ်ခြင်းအဓိကအဖြစ်မိသားစုရေးရာနဲ့ပတ်သက်ရင်မိန်းကလေးကကြတော့ဘယ်တော့မှအိမ်ထောင်ဦးစီးမဖြစ်ဘူးအကယ်၍လင်ယောက်ျားဆုံးပါသွားခြင်းကြောင့်တော်၎င်းတဆုံတစ်ခုခုကြောင့်သူကမပြောကမဆူကောင်းမှုဆူမဖြစ်ခဲ့ရင်တော့တမျိုးပေါ့ exceptional case ဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ယောက်ျားရှိနေတယ်ဆိုရင်ယောက်ျားတာလင်အိမ်ထောင်ဦးစီးဖြစ်တယ်အဲ့ဒါကအသင်းတော်ကိစ္စမဟုတ်ဘူးအဲ့ဒါက family ကိစ္စဖြစ်တယ်နံပါတ်1ချက်နေနဲ့ပြောချင်တယ်အဲ့ဒါကိုကျွန်တော်တို့ဒါမဟုတ်ဘူးမိန်းမတည်းဆုံးမဝါရ patient ဆိုတာအသင်းတော်ကိစ္စကိုပြောတာဘာလို့ပြောတယ်ဆိုရင်ကျွန်တော်နေနဲ့ပြောချင်တယ်ဒါဆိုမိန်းကလေးတက်တက်ခံခွင့်မရှိဘူးလားဒါဆိုမိန်းကလေးတွေဆုံးမဩဝါဒပေးခြင်းလို့ပဲပြောတဲ့အတွက်အသင်းတော်နိုင်လို့လည်းမသုံးဘူးဆုံးမဩဝါဒပေးခြင်းလို့ပဲသုံးတဲ့အတွက်ဒါဆိုရင်သူ့သားသမီးကိုသူစုခွင့်မရှိဘူးလားဆုံးမဩဝါဒပေးခြင်းလို့ပြောတဲ့အတွက်ကျောင်းဆရာမကကျောင်းသားတွေကိုစုခွင့်မရှိတော့ဘူးလားအဲ့လိုတွက်ကပ်ပြီးမှစကလုံးကိုယူခြင်းဆိုရင်အဲ့ဒါကြောင့်ပြောတာကျန်းစာကိုလေလူရဆွေးပြီးမှကိုကြိုက်တယ်လို့တွက်ကပ်ပြီးမှယူခြင်းဆိုရင်ကြိုက်တယ်လို့ယူလို့ရခြင်းဆိုရင်ကြက်ပေါင်ငွင်းလို့ဆွေးလို့ရခြင်းဆိုရင်ကျန်းစာကိုအနိုင်ကျင့်လုံးရကြမှာပေါ့နောက်တစ်ချက်အနေနဲ့ကိုရင်တိုဝါရစာပထမဆောင်အခန်းကြီး14ပိုင်ငယ်34နဲ့35ကိုယူလက်ရှိကြတယ်အဲ့မှာဘယ်လိုပြောလဲဆိုရင်တော့တိကိုအခန်းကြီး14ပိုင်ငယ်34 35တင်တို့ဤမိန်းမတို့သည်အသင်းတော်၌တိတ်ဆိတ်စွာနေကြစေသူတို့သည်ဟောပြောရသောအခွင့်မရှိကြပညတ်တရားစီရင်သည့်အတိုင်းသူတို့သည်ယောက်ျား၏အုပ်ဆိုးခြင်းကိုဝန်ခံကြရမည်ကျမ်းစာမှာပြောတယ်လေဆိုတော့ဒီကျမ်းစာမှာကျတော့မိန်းမသည်တဲ့
တင်တို့ဤမိမဒီအသင်းတော်နဲ့တိတ်ဆိတ်စွာနေရဆိုတော့ဒီမှာဒီကျဲစာရဆိုရင်တော့မိသားစုကိစ္စပြောတာမဟုတ်တော့ဘူးအသင်းတော်ကိစ္စပြောတာဖြစ်လာပြီအသင်းတော်မှာမိန်းကလေးတွေကဘာလို့ရမယ်လို့ပြောလဲတိတ်ဆိတ်စွာနေရမယ်တဲ့သူတို့ကဟောပြောရတဲ့ခွင့်မရှိဘူးလို့ပြောတယ်ဒါဆိုရင်ဒီကျန်းစာကိုယူပြီးမှချော့ပါပြောလဲဆိုတော့မတွေ့ဘူးလားကျန်းစာမှာပြောတယ်လေမင်္ဂလေးတရားခွင့်မရှိဘူးမင်္ဂလေးဆိုတော့တိတ်ဆိတ်စွာနဲ့တင်းတော်မှာနေရမယ်တဲ့ဟောပြောတဲ့ခွင့်မပေးဘူးတဲ့ဟာအဲ့လိုလှုပ်ချီကျန်းစာမှာတင်းတို့ဤမိမဒီအတင်းတော်နဲ့တိတ်ဆိတ်စွာနေကြစေသူတို့ဒီဟောပြောရတော့ခွင့်မရှိဆိုရင်ဘာဖြစ်လို့အမျိုးသမီးတဘာပတိတွေထားတာလေဘာဖြစ်လို့အမျိုးသမီး chairman တွေအမျိုးသမီးတွေတက်တဲ့ခံခွင့်တွေဘာဖြစ်လို့ပေးတာလဲကျွန်တော်မေးချင်တယ်အဲ့လူသားယူကြီးဆိုရင်ဆက်ပတ်မယ်ဆိုရင်အခြားသောဘာသာစကားကိုလည်းမမြစ်တားကြနဲ့လို့ထပ်ပြောသေးတယ်ခုကဲမှာဆိုရင်ဒီကျန်းစာယူတဲ့သူတော်တော်များများကအခြားသောဘာသာစကားမရှိတော့ဘူးလို့ခံယူတဲ့သူတွေတောင်ရှိသေးတယ်ကျွန်တော်ပြောချင်တာကျွန်တော်အခြားသောဘာသာစကားကိစ္စကို reaction လုပ်တာမဟုတ်တဲ့အတွက်အဲ့ကိစ္စကိုကျွန်တော်အများကြီးမပြောလို့ဘူးသို့တော့ဆက်ပတ်ကြည့်အခြားသောဘာသာစကားပြောချင်ကိုလည်းမမြစ်တားကြနဲ့အခုသင်တော့မှာအခြားသောဘာသာစကားနဲ့ဟောပြောချင်ကိုမြစ်တားလားမြစ်တားတာပေါ့ခြားသောဘာသာစကားပြောတဲ့ဆိုရင်ဒါမျိုးတွေကကုံသွားပြီဒီဝိညာဉ်စုကြီးဆိုကုံသွားပြီလို့ပြောဒါမှမဟုတ်ရင်ခုနပြောလို့မြစ်တာဒါတွေကလုံးဝဘာသာပြန်မရှိမပြောနဲ့လို့ကျမ်းစာပြောတဲ့အတွက်စပြီးတော့တားတဲ့သူကတားဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျမ်းစာကိုလူရဆွဲလို့မရဘူးလို့ပြောတာတင်တို့မိမတဲ့တင်းတော်နဲ့တိတ်ဆိတ်စွာနေကြစေသူတို့ဒီဟောပြောရတော့ခွင့်မရှိကြဆိုတော့အဲ့ဒီခက်ကကိုရင်းသူအသင်းတော်မှာရှိတဲ့အချီနေကြောင့်ပိုးလူကကိုရင်းသူမှာရှိတဲ့အသင်းတော်ကိုပြညတ်ထားတာဖြစ်တယ်အခြားကျန်းစာတခုမှစီဒီလိုပြောတယ်ညီတို့မိန်းကလေးတွေကောင်းဖုံးပါစေလို့ပြောတယ်လေဆိုတော့ကောင်းဖုံးဖို့အခုညီကိုအခြားအတင်းတော်တွေကတုံးကြတယ်ဆိုတော့အတင်းတော်နာမည်တော့မတုံးတော့ဘူးဆိုတော့သူတို့ကကောင်းဖုံးကြတယ်ဆိုတော့အဲ့ဒီဟာရဆက်နောက်ဆုံးမှဖတ်သူ့တော်လဲပြားခင်အတင်းတော်၌ထူသူ့တော်ထုံးဆိုင်မရှိလို့ပြောတယ်လေအဲ့ဒါဘာလို့ဆိုထုံးနှန်းစင်လာဖြစ်တယ်သူ့ရဲ့အချီနေအရာပြညတ်ထားတာဖြစ်တယ်နားလေဖို့ပြတဲ့မဆပါစေဒါကြောင့်မိန်းမကဆုံးမဝါရပေးခွင့်မရှိဘူးလို့ပြောရင်မိန်းမကဟောပြောတော့ခွင့်မရှိဘူးလို့ပြောရင်အတင်းတော်မလည်းမဟောနဲ့ငါပြောချင်တာဆုံးမဝါရပေးခွင့်မရှိဘူးလို့ပြောရင်သူသားသမီးလည်းမဆုံးမနဲ့အเจ้าမလည်းဆရာမတွေမလုံးနဲ့အဲ့လိုပြစ်ကုန်တော့မှာနောက်တော့ကျန်းစာကိုလူရဆွေးလို့မရအောင်နောက်တစ်ချက်သူတို့ယူတက်တဲ့ကျန်းချက်တစ်ချက်ကျွန်တော်ပြန်မှတ်မယ်ကိုတိမတေပရမဆောင်တိအခန်းကြီး3ပိတ်ငယ်နဲ့တိအခန်းကြီး3ပိတ်ငယ်နဲ့သူ့ကြောင့်တင်းဟုတ်ဒီအပြစ်တင်ခွင့်နဲ့ကင်းလို့တော်သူမယားတယောက်တည်းရှိတော်သူတမာတရီရှိတော်သူအိန္ဒိယဆောင်တော်သူလျှောက်ပတ်စောခြင်းတော်သူအေတေဝတ်ကိုပြုတတ်တော်သူဆုံးမဩဝါဒပေးတတ်တော်သူဖြစ်ရမည်တဲ့ဆိုတော့ဒီကျမ်းစာမှာဘယ်လိုပါလဲတင်းဟုတ်ဒီတဲ့မယားတယောက်တည်းရှိတော်သူဖြစ်ရမည်လို့ပြောတယ်ဆိုတော့ဒီကျမ်းစာယူပြီးမှလုံးဝတင်းဟုတ်မင်္ဂလေးလုံးလို့မရပါဘူးလို့ယူတဲ့သူတွေကဘယ်လိုပြောလဲဆိုရင်တော့ကြည့်လေတဲ့တင်းဟုတ်ဒီမိန်းမယားတယောက်တည်းရှိတော်သူဖြစ်ရမယ်လို့ပြောတာတဲ့ဆိုတော့တင်းဟုတ်ဒီယောက်ျားတယောက်တည်းရှိတော်သူဖြစ်ရမယ်လို့မှမပြောတာတဲ့ဟာအဲ့လိုပြောကြည့်ဆိုစက်ဖက်တိကကြီးတော့ပိတ်ငယ်နေပဲမဖတ်နဲ့အပိတ်ငယ်စနစ်ကိုပြန်သွားအပိတ်ငယ်စနစ်မှာမပြောလေတင်းထောက်ဒီမယားတယောက်တည်းရှိရမည်လို့ပြန်ပြောတယ်တင်းထောက်ကူလေထူနီး၎င်းမဲ့တားတယ်ယောမောစာကကြီး16ပိတ်ငယ်တင်မှာဘာထပ်တွေ့ရလဲကင်ချီမြို့၌ကင်ချီမြို့အတင်းတော်၌တင်းထောက်မိမ့်မဖြစ်တော်ငါတို့နမဖိဝေကိုတင်းတို့အထံသို့ငါသွင်းပေးဟာကျန်းစမှာပြောလေကင်ချီမြို့အတင်းတော်၌တင်းထောက်မိမ့်မဖြစ်တော်ငါတို့နမဖိဝေတဲ့အဲ့မှာဖိဝေကဘာဖြစ်နေလဲဒေကွန်ဖြစ်နေတာအဲ့ဒီတင်းထောက်မိမ့်မဖြစ်နေတာအဲ့ဒီဖိဝေကဘာဖြစ်နေလဲဆိုရင်တော့ခုနပြောသလိုတင်းထောက်မိန်းမဖြစ်နေတာဒါစကုနာပြောသလိုတိမတေမှာပြောသလိုတင်းထောက်ဒီမိန်းမတယောက်တည်းပြရမယ်လို့ပြောလို့တင်းဟုတ်ဒီမိန်းမတယောက်တည်းပြရမယ်လို့ပြောလို့ဒါမိန်းကလေးမပြရဘူးလို့ပြောရင်ယောမ16တစ်ကဘာကြီးလေဆိုတော့ကျွန်တော်ပြောချင်တာယောမ16တစ်မှာမိန်းကလေးတင်းထောက်ရှိတယ်ဆိုတော့မတွေ့ဘူးလားဆိုတော့ဒါကြောင့်မို့လို့တိမတေဩဝါစာပထမဆောင်ခန်းကြီး3မှာပြောထားတဲ့မိန်းမတယောက်တည်းရှိရမယ်ဆိုတာတင်းဟုတ်ယောက်ျားလေးပဲဖြစ်ရမယ်လို့ပြောချင်တာမဟုတ်ဘူးအိန္ဒိယရှိနဲ့အတင်းတော်ကိုဦးစီးဦးဆောင်နိုင်အောင်မိန်းမများစွာရှိတဲ့သူမဖြစ်ဖို့မိန်းမပွေရှုပ်တဲ့သူမဖြစ်ဖို့ဘုရားသခင်တစ်တယ်ရောက်ပတ်စွာနဲ့အတင်းတော်ကိုဦးစီးဦးဆောင်နိုင်အောင်ဘုရားသခင်ကချမှတ်ထားတဲ့စည်းကမ်းတစ်ခုဖြစ်တယ်ဆိုတော့ဒီညမှာအဲ့ဒါကိုဒါမိန်းမတယောက်တင်းဟုတ်ဒီမိန်းမတယောက်တည်းဖြစ်ရမယ်လို့ပြောလို့အဲ့လိုယူကြီးဆိုရင်ကျန်တဲ့မှာတိမိုသေမိန်းမရှိလို့လားကျန်တဲ့မှာတီတူမိန်းမရှိလို့လားသူတို့လူပြိုတွေလေလူပြိုတင်းဟုတ်ဒီမဟုတ်ဘူးလားကျွန်တော်ပြောချင်တာလူပြိုတွေတင်းဟုတ်မရတော့ဘူးလို့ဆိုလို့မလားအဲ့လိုကျန်းစာတွက်ကပ်ပြီးယူကြီးဆိုရင်ခုကဲမှာကောလူပြိုတင်းဟုတ်အများကြီးရှိရလေဆိုတော့လုံးဝမိန်းကလေးတွေ ordination မပေးပါဘူးလို့ခံယူတာတင်းတို့ကတင်းတော်ရဲ့ခံယူချက်ဖြစ်စေတော့မှန်စေတော့ဒါပေမဲ့ကျန်းစာအရာလို့ပြောချီးဆိုရင်ခုနပြောသလိုဘာဖြစ်လို့တင်းတို့ရဲ့အသင်းတော်မှာဒီကျန်းစာအဲ့လိုယူကြီးဆိုနံပါတ်1
တင်းတော့မှာလုံးဝလူပြူကိုလည်း ordination မပေးပါနဲ့ ordination ပေးလို့မရဘူးဆိုတာဖြစ်တော့မယ်ဘာလို့လဲဆိုတော့လူပြူလေး pastor လို့မရဘူးဖြစ်တော့မှာလေတင်းဟုတ်ဒီမိမရတယောက်တည်းရှိသောသူဖြစ်ရမယ်ဆိုရင်ဒါကြောင့်မလို့ဒီကျမ်းစာကတင်းဟုတ်အားလုံးအတွက်ချမှတ်ထားတဲ့စီကံမဟုတ်ဘူးဖြစ်ထိုက်တဲ့အရာကိုပြောတာဆိုတော့ကတင်းဟုတ်တယောက်ကမိမအများကြီးရှိနေတာမျိုးမိမ10ယောက်15ယောက်ယောက်30လိုမျိုးလက်ယူနေတာမျိုးမဖြစ်ဖို့အိမ်တွေရှိနဲ့သူကတတ်နိုင်တဲ့လောက်မရတယောက်တည်းဖြစ်ဖို့ရန်အတွက်အားပေးတဲ့စကားဖြစ်တယ်ဆိုတော့ဒါကိုလူရဆွဲပြီးမှတင်းဟုတ်ဒီမိမတယောက်တည်းပြရမယ်လို့ပြောတဲ့အတွက်ယောက်ျားရှိရမယ်လို့မှမပြောတာလို့သွားယူလို့မရဘူးဆိုတော့နောက်ဆုံးချက်အနေနဲ့ကျွန်တော်ပြောပြရစေကျမ်းစာထဲမှာဒီဘောရာဒီတရားရကျမ်းမတရားသူကြီးမစာခန်းကြီးလေးရနဲ့ခန်းကြီးငါးတွေဖတ်ကြည့်လိုက်ဒီဘောရာလေသူက prophet မှာပဲသူက prophet မှာလည်းဖြစ်တယ်တရားသူကြီးလည်းဖြစ်တယ်သူရဲ့ leader ကြီးလည်းဖြစ်တယ်ကျမ်းစာထဲမှာ Priscilla ဆိုတာက Pikila နဲ့ Aquila ဆိုတာလေဟိုအာပိုလူတရားဟောတဲ့ခါမှာအာပိုလူတရားဟောတာမှားတဲ့အတွက်သွားပြီးမှဒီလိုမဟုတ်ဘူးလို့ဆုံးမဟောတာပေးတယ်တွင်တင်ပေးတယ်လမ်းပြပေးတယ်ဒီပိုလူရဲ့တပည့်2ယောက်ပိုလူရဲ့သူငယ်ချင်း2ယောက်ပရစီလာလေးမင်္ဂလေးပဲဒါပေမဲ့သူတို့အာပိုလူဆိုတဲ့ယောက်ျားလေးကိုဆုံးမဟောတာပေးခဲ့တယ်မဟုတ်ဘူးလားတင်ပေးခဲ့တယ်မဟုတ်ဘူးလားလမ်းမှန်တေးပေးခဲ့တယ်မဟုတ်ဘူးလားတမန်ကျမ်းစာနဲ့ပတ်သက်ပြီးတော့တင်ပေးခဲ့တာမဟုတ်ဘူးလားဒါကြောင့်မလို့ပရစီလာဘာလို့လဲမင်္ဂလေးလေဆိုတော့အဲ့ဒါနင်တို့ပတ်ကျင်တမန်တော်တို့ကနေ16ပိုင်းနဲ့16မှာရှိတယ်နောက်ဆုံးတစ်ခုကတော့ Five ဆိုတော့တင်းတောင်မှာ Five ခုနကကျွန်တော်ပတ်တဲ့ယောမဝါစာကန်ကြီး16ပိုင်းနဲ့တစ်ကနေနှိမှာ Dicon ဆိုတော့တင်းတောင်မလို့တောင်သုံးသေးတယ်ဒါကြောင့်တင်းတောင်မှာတော့မင်္ဂလေးရှိတယ်ကျွန်တော်ပြောနေတာကျန်းစာခက်ထဲမှာဒါကြောင့်ကျွန်တော်ပြောမယ်ကျွန်တော်ပြန်ပြောပြရစေကျန်းစာကိုသူတို့ယူတဲ့ကျန်းချက်လေးတွေပဲကျွန်တော်ခုလောလောဆယ်ယူတာဖြစ်တယ်ဆိုတော့ကျွန်တော်နည်းနည်းပြောပြရစေသူတို့ယူတဲ့ကျန်းချက်တွေကိုဘာလို့ကျွန်တော်ကအဲ့ဒါကိုဒါကတင်းထောက်မင်္ဂလေးမရဘူးလို့ကျွန်တော်အနေနဲ့တော့ဒီသဘောမတူဘူးဘာလို့ဆိုတော့သဘောမတူရတဲ့အကြောင်းရင်းလည်းအဲ့ဒီချက်တွေအကြောင်းဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာနံပါတ်1ကျွန်တော်တို့တင်းတောင်မင်္ဂလေးဖြစ်ခွင့်ရှိတယ်လို့ကျွန်တော်တို့ခံယူတယ်တင်းတောင်မင်္ဂလေးဘုရားသခင်ကအရေးကြီးတာကစုကြီးစုမှာကြားမှမရှိဘူးဘုရားသခင်စုကြီးစုပင်အဲ့စုကြီးစုရှိတဲ့သူကတင်းဟုတ်ဖြစ်သွားမှာပဲယောက်ျားလေးဖြစ်နေရင်လည်းအဲ့ဒီတင်းဟုတ်စုကြီးစုမရရင် तू တင်းဟုတ်မှမဟုတ်တာတရားအတင်းတော် ordination ပေးလိုက်တာအတင်းတော်ကတတ်မှတ်တဲ့အတင်းတော်က order လုပ်တဲ့အတင်းတော်ကပြီးတိတ်လိုက်တဲ့သူပဲဖြစ်တာလေဖျားပြီးတိတ်မှမသိမပြီးတိတ်မှမသိကျွန်တော်ပြောချင်တာကဆိုတော့အတင်းတော်ရဲ့စီကံကိုကျွန်တော်တော့ဘာမှမပြောလို့ဘူးတဲ့အတင်းတော်ရဲ့စီကံကိုတင်းတော်မှာမှန်စေတော့ရှိစေတော့ဆိုတော့ဒါတော့တင်းတော်ရဲ့စီကံဖြစ်တယ်ကျွန်တော်မပြောလို့ဒါပေမဲ့ကျန်းစာရလို့ပြောလိုက်တော့နည်းနည်းစဉ်းစားစရာဖြစ်လာတယ်လို့ကျွန်တော်နည်းနည်းပြောတာဖြစ်တယ်ဒါကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်ပြောပြစေကျန်းစာထဲမှာတင်းဟုတ်ဆိုတဲ့စကားလုံးက great စကားလုံးအရာကြီးမယ်ဆိုရင်တူးထိန်ဆိုတဲ့ဒီပေးရတယ်ကျန်းစာထဲမှာတူးထိန်ရာခေလာကိုလည်းတွေ့ရတယ်ဒါကြောင့်ခုကဲမှာတူးထိန်မင်္ဂလေးတင်းဟုတ်မင်္ဂလေးရှိခွင့်ရှိတယ်နံပါတ်1ချက်အနေနဲ့ခရစ်တော်နဲ့ယူဒလို့မရှိဟေလတလို့မရှိယောက်ျားမရှိမိန်းမမရှိကျမ်းစာမှာပညတ်တရားခက်ကလို့ယေရှုခရစ်တော်ကားတိုင်းအသေးမခံခင်ကလို့မတူတော့ဘူးကားတိုင်းမှာယေရှုအသေးမခံခင်တုန်းကကြတော့ယောက်ျားမိန်းကလေးခွေးချမှုပညတ်တရားအတိုင်းအယံပြင်းထန်ခဲ့တယ်ဒါကြောင့်မလို့မကြည့်လေတပည့်တော်ယေရှုရွေးခဲ့တာတောင်တပည့်တော်12ပါးမှာမိန်းကလေးတယောက်မှမပါခဲ့ဘူးလေဘာလို့ဆိုတော့ခုနပြောသလိုသူကခုနပြောသလိုယေရှုကိုယ်တိုင်ပြင်လင်းရှစ်ရက်နဲ့မြောက်မှာအည်ပြားလေးချင်းခံတယ်ဒါဆိုယေရှုကတမန်တော်12ပါးကိုပါစတာမိန်းကလေးတယောက်မှမရွေးလို့ခုကဲမှမရပါဘူးလို့ပြောချင်းဆိုရင်တင်လေရှစ်ရက်နဲ့မြောက်မှာအည်ပြားလေးရလိမ့်မယ်ကျွန်တော်ပြောချင်တာပညတ်တရားခဲမှာယေရှုကကြီးလာတာကိုပညတ်တရားခဲမှာယေရှုကပညတ်တော်လိုက်လျှောက်ခဲ့တာကိုဒါကြောင့်ပညတ်တော်ခက်မှရှိတဲ့ရောက်သွားဆွဲယူလို့မရဘူးဆိုတော့သူခက်နဲ့သူ့အခါဆိုတာရှိတယ်ဆိုတာနားလေရမယ်ဒါပေမဲ့ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုပထမဦးဆုံးမြင်ခဲ့တဲ့သူဘယ်သူလဲစဉ်းစားကြည့်ပြန်စဉ်းစားကြည့်ယောက်ျားလေးလားမိန်းကလေးလားယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဝင်ကလေးတရင်ကောင်ပထမဦးဆုံးတပည့်တော်စီကိုပြန်ကြားပြောခဲ့တဲ့သူယောက်ျားလေးလားမိန်းကလေးလားပီတာတော်မဟုတ်ဘူးလေပီတာတို့စီမှာသွားကြားပြောခဲ့တာမိန်းကလေးမဟုတ်ဘူးလားဒါကြောင့်မလို့ဤဝန်ကြီးလေးကိုပထမဦးဆုံးတင်ဆောင်ခဲ့တဲ့သူကမိန်းကလေးတွေဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းကနေခရစ်တော်နဲ့ယူဒလို့မရှိဟေလတလို့မရှိယောက်ျားမရှိမိန်းမမရှိပညတ်တော်အောက်၌ကျွန်တော်တို့မရှိတော့ဘူးဒါကြီးဆိုတော့ထဲမှာကျတော့ခုနပြောသလိုအမျိုးသမီးတူပင်လင်ကျွန်တော်တို့ကဘာဖြစ်ခွင့်ရှိပြီလဲဆိုတော့အသင်းတော်မှာအသင်းတော်ခေါင်းဆောင်နဲ့ရှိခွင့်ဘုရားသခင်ဘိသိက်ရင်ပေါ့နော်ဘိသိက်ရင်ဘုရားသခင်ဘိသိက်ထားတယ်ဆိုရင်အတင်းတော်ကောင်းဆောင်မှာ prophet ဆိုရင်လည်း prophet ဖြစ်မှာပေါ့တမန်တော်ဆိုရင်လည်းတမန်တော်ဖြစ်မှာပေါ့ဆိုတော့တင်းအောင်ဆိုရင်လည်းတင်းအောင်ဖြစ်မှာပေါ့ဒါကြောင့်ရေးကြည့်တာဘုရားသခင်ဘိသိက်တလားမဘိသိက်တလားကရေးကြည့်တယ်ဒါကြောင့်ဘိသိက်ကိုကြားမှာသွားခွေးမနေနဲ့အဲ့လိုသွားခွေးကြီးဆိုရင်ခုနကျွန်တော်ပြောသလိုတိုင်ပတ်ကုန်မယ်ဆရာ teacher ဆိုရဲဆရာကိစ္စမှာဆရာလို့ပဲမဟုတ်လေဆရာမဆိုရင်လည်း teacher ပဲဆရာဆိုရင်လည်း teacher ပဲကျွန်တော်ပြောချင်တာ
ကျောင်းသူဆိုရင်လဲ student ပဲကျောင်းသားဆိုရင်လဲ student ပဲကျွန်တော်ပြောချင်တာဒါပေမဲ့လိန်နဲ့သွားကြည့်မယ်ဆိုတော့ပုံးလိန်နေကြီးပဲအဲ့ဒါဘယ်သူမှအဲ့ထိလိန်နဲ့မတုံဘူးအဲ့ဒါကိုကျွန်တော်ပြောချင်တာဒါကြောင့်မလို့ပုံးလိန်ဖြစ်တော်ညာလေမင်းကလေးတွေပြင်လဲမင်းကလေးရောယောက်ျားလေးရောပေါင်းသုံးတဲ့အရာတွေရှိတယ်ဆိုတာနားလေစေချင်တယ်ဒါကြောင့်ကျွန်တော်နည်းနည်းပြောချင်တယ်နောက်ဆုံးအနေနဲ့ဒီမှာကျွန်တော်ဒီဒေသနာမိနစ်20ရှိသွားပြီဆိုတော့ကျွန်တော်နည်းနည်းပြောချင်တယ်ဒါဘယ်သူကမှတိုက်ခိုက်လို့စိတ်မရှိဘူးဘယ်ပုတ်ကိုဘယ်အသင်းတော်ကိုမှကျွန်တော်တိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်နည်းနည်းပြောပြစေကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော်လကောင်းကျွန်တော်ခရစ်ယာန်တိုင်းဝိုင်းမှာတော်လကောင်းဖူဝါဒအရင်ကြီးစုတဲ့ຢာကိုကျွန်တော်ကြည့်ရတာတိတ်အစင်မပြေဘူးကျွန်တော်အတွက်ဒါကြောင့်ဖူဝါဒအရင်ကြီးစုနေတယ်လို့ကျွန်တော်နေနေတော့မြင်တယ်ဖိုဝါဒရန်ကြီးစုနေတဲ့နေရာကနေလွတ်မြောက်ဖို့ဖျားတဲ့တင်ကိုကောင်းချီးပေးပါစေ။ဒါကြောင့်မလို့ငါတို့ယောက်ျားလေးမငါတို့ယောက်ျားလေးမဆိုပြီးတော့ဖိုဝါဒရန်ကြီးစုတဲ့နေပေမှာကြီးလာချင်းထက်ခုနပြောသလိုဖျားတဲ့ခင်ကခရစ်တော်၌မိန်းမမရှိတော့ဘူးယောက်ျားမရှိတော့ဘူးဆိုတဲ့အရာနဲ့ကျွန်တော်တို့သွားစေခြင်းနဲ့ဒါကြောင့်ဖျားရဲ့စုကြီးစုပေးတဲ့အတိုင်းသာဖြစ်ပါစေ။ဖျားတဲ့ခင်ကသူ့ကိုတင်းအောင်အဖြစ်ခတ်တယ်ဆိုတင်းအောင်မိန်းမဖြစ်မှာပဲဆိုတော့တနည်းအားဖြင့်ဘာလို့ဆိုတော့ဓမ္မဆရာမဖြစ်မှာပဲတနည်းအားဖြင့်တင်းအောင်ဖြစ်မှာပဲဆိုတော့ဘုရားသခင်တင်းကိုယောက်ျားလေးတစ်ယောက်ကိုတင်းအောင်ဖြစ်ခိုင်းရင်လည်းယောက်ျားတင်းအောင်ဖြစ်မှာပဲမိန်းကလေးကိုတင်းအောင်ဖြစ်ခိုင်းရင်လည်းယောက်ျားမိန်းကလေးတင်းအောင်ဖြစ်မှာပဲဆိုတော့သူထိန်းတဲ့နေရာမှာလည်းရာခေလာကိုဘုရားသခင်ကမိန်းကလေးဖြစ်မဲ့သူထိန်းဖို့ခေါ်တဲ့အတွက်သူထိန်းသွားတာပဲကျွန်တော်ပြောချင်တယ်သူ့အဖေရဲ့သူ့ကိုထိန်းတာပဲဒါကြောင့်ကျွန်တော်ပြောချင်တာအရေးကြီးတာတင်းကိုခရစ်တော်ကသူ့ရဲ့တူးတွေဖြစ်တဲ့ယုံကြည်သူတွေကိုစောင့်ထိန်ပွင့်တော့ခေါ်သလားမခေါ်ဘူးလားပဲဒါကြောင့်ဒီမှာမိန်းကလေးတွေနားထောင်နေတယ်ဆိုရင်လည်းအားပေးခြင်းနဲ့ယောက်ျားလေးမို့လို့ဘုရားသခင်ကပို့ပြီးမှဒီချီးမြှောက်တာမျိုးပို့အသုံးပြုတာမျိုးပို့ပြီးတော့ညှင်တာမျိုးမရှိဘူးအဲ့ဒါကျွန်တော်အားပေးချင်တာကြောင့်မိန်းကလေးနားထောင်နေတဲ့သူတွေကိုလည်းအားပေးချင်တယ်တင်းကိုလည်းဘုရားသခင်ကတင်းကိုအဖြစ်အသုံးပြုနိုင်တယ်တင်းကိုဘုရားသခင်က prophet နဲ့အသုံးပြုနိုင်တယ်ဘုရားသခင်ကတင်းကို leader နဲ့အသုံးပြုနိုင်တယ်ဘုရားသခင်ကတင်းကိုတင်းတို့အသင်းတော်နှူးထောင်မှုအသုံးပြုနိုင်တယ်အသင်းတော်တင်းကိုလက်မကင်ရင်လည်းနိုင်ငံနှူးထောင်မှုဘုရားသခင်တင်းကိုအသုံးပြုနိုင်တယ်ရက်ရွာနှူးထောင်မှုအသုံးပြုနိုင်တယ်ဆိုတော့ဆူတောင်းခြင်းဘက်မှာဥဆောင်တဲ့သူကဖြစ်လက်ဘုရားသခင်တင်းကိုအသုံးပြုနိုင်တယ်နေပေတီတီမှာကာဏတီတီမှာဘုရားသခင်တင်းကိုအသုံးပြုနိုင်တယ်သူတော့ခုနပြောသလိုမိသားစုကိစ္စမှာတော့ယောက်ျားပေါ်မှာအစုတရားပြုတ်ခြင်းခွင့်ကိုတော့ကျမ်းစာလုံးဝခွင့်ပြုထားတာမဟုတ်ဘူးဆိုတော့နားလည်ရမယ်ဒါပေမဲ့အသင်းတော်မှာကြတော့အဲ့လိုမဟုတ်ဘူးဆိုတော့နားလည်ရမယ်ဒီနေ့နှုတ်ကပတ်တော်မှာနားလည်မယ်လို့ယုံကြည်တယ်သိက္ခာရုံချက်ကိုလည်း comment မှာရေးခဲ့လို့ရတယ်ဒါပေမဲ့ဘာပဲဖြစ်ငါတော့တင်းအောင်ဆိုရင် main ကလေးဆိုရင်လုံးဝမရဘူးငါ့ main ကလေးတွေကဥဆောင်တာမကြိုက်ဘူးလို့သင်ခံယူရင်လည်းအဲ့ဒါတော့သိက္ခာရုံချက်တင်ခံယူချက်အတိုင်းရှိစေတော့ဒါတော့တင်ခံယူချက်ဖြစ်တဲ့အတွက်ကျွန်တော်မငင်းလို့တော့ဘူးကျွန်တော်ဒီအချက်တွေနဲ့အချက်လက်ကြကျွန်တော်ရှင်းပြပြီးပြီကျန်းဆိုင်နောက်ခံသမိုင်းတွေကိုလည်းပြန်လဲလာကြပါလို့ကျွန်တော်အားပေးခြင်းတယ်အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြမယ် God bless you all